နေဘူးထဲထွက်ရင်လည်းကောင်းကင်တာဖြစ်တာကလူအများစုမှာကြုံမှုကြပါတယ်ဒီဗီဒီယိုထဲမှာတော့နေဘူးထဲသွားလို့ကောင်းကင်တာဘာဖြစ်လို့ဖြစ်တာလဲအသက်တောင်ဘာလို့လုပ်လို့ရလဲဆိုတော့ပြပြပေးတော့မှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါတော့ကျွန်တော် blog ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဆရာကျော်ပါနေဘူးထဲထွက်ရင်ကောင်းကင်တာဖြစ်တာတွေကလူအများစုမှာကြုံမှုကြပါတယ်ဒါဆိုတော့ heat headache လို့ခေါ်ပါတယ်အခုကိုဒီကဖြစ်စေတဲ့အကြောင်းရင်းတွေကပထမချက်ကတော့ရှည်တက်ခန့်ချမှုကြောင့်ဖြစ်ပါတယ်။နေအောင်ထဲမှာလှုပ်ရှားတာများတဲ့ခါမျိုးမှာ tree strike များပြီးတော့ dehydration ဆိုတဲ့ရှည်တက်ခန့်ချမှုဖြစ်စေပါတယ်။အဒီကနေမှတစ်ဆင့်ခေါင်းကိုက်တာမျိုးခံစားရတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ sunburn ဆိုတဲ့နေလောင်ခြင်းကြောင့်ဖြစ်ပါတယ်။နေအောင်ထဲမှာအချိန်ကြာရက်နေလို့ဆိုတော့အသားတွေရှားရံပြီးတော့မှခေါင်းကိုက်ခြင်းအထိဖြစ်ပေါ်စေနိုင်ပါတယ်။နောက်တစ်ခုကတော့ဒီအပူနဲ့ pressure လို့ခေါ်တဲ့ကျွန်တော်တို့ PR များတဲ့ခါမျိုးမှာခဏကူးပူခြင်းပြင်သွားပြီးတော့မှတချို့တွေ migraine လို့ခေါ်တဲ့ကောင်းတစ်ချမ်းကြိုက်တဲ့ယောဂဝိဒနာမျိုးခံစားနိုင်ပါတယ်။ဆိုတော့ခုလိုမျိုးကောင်းကြိုက်လာရင်ဘာတွေဖြစ်လို့ကောင်းလဲ။အပဆုံးတစ်ချက်ကတော့အေးတဲ့နေရာကိုရောက်အောင်သွားဖို့လိုပါတယ်။ဒီလိုများအေးကန်ရှိတဲ့အေးကွန်းနဲ့ဝင်လို့ရတယ်ဆိုရင် shopping center အစရှိတဲ့ကိုဝင်လို့ရပါတယ်။နောက်တစ်ခုကတော့ဒီလိုများအေးကန်မရှိဘူးဆိုရင်တော့အချိန်ထဲမှာနားနေလို့ရပါတယ်။ဒီလိုတစ်ချက်ကတော့ရေတောက်ပြီးလို့ရပါတယ်။ရေကိုနည်းနည်းခဏတောက်တာမျိုးပြေလို့ရပါတယ်။ electrolyte ဆိုတဲ့ဒီသတ္တုတွေပါဝင်တဲ့ဓာတ်စားရည်မျိုးကိုလည်းတောက်သုံးရပါတယ်။နောက်တစ်ချက်ကတော့အနားယူပေးပါ။ခေါင်းကိုက်နေတဲ့အချိန်မျိုးမှာအေးချမ်းနဲ့မလုံးရှားပဲခက်တဲ့အနားယူပေးခြင်းအားဖြင့်လည်းဒီခေါင်းကိုက်ခြင်းကနေပြီးတော့တတ်တာသွားစီမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ခေါင်းနဲ့ living ဘိုင်းကို full compress လို့ခေါ်တဲ့အရေကဝတ်နဲ့တုတ်တာမျိုးရေပတ်တိုက်တဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကပ်ပေးခြင်းကလည်းခေါင်းကိုက်ခြင်းကိုအလေးနဲ့တတ်တာစီမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ကျွန်တော် paracetamol ဆိုတဲ့အကိုက်ခဲပြောက်စီကိုတောက်သုံးလို့ရပါတယ်။ဒီ paracetamol အကိုက်ခဲပြောက်စီ900 mg ကိုတစ်နေ့ကိုတစ်ချိန်ဒါမှမဟုတ်နှစ်ချိန်တောက်ပေးခြင်းအားဖြင့်လည်းကြက်ခဲတဲ့သက်တော်မှာဖြစ်ပါတယ်ဒီနေရာမှာတစ်ခုသတိထားမှာကတော့မိမိမှာအသေးရောဂါရှိခဲ့မယ်ဆိုရင်တော့ paracetamol တောက်သုံးခြင်းကိုတော့သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှတောက်သုံးတာမျိုးပြုလုပ်သင့်ပါတယ်တကယ်လို့မိမိရဲ့ခန္ဓာကိုယ်ကအပူနဲ့ပတ်သက်ပြီးတော့မှတုံ့ပြန်မှု response အရန် sensitive ဖြစ်တယ်ဆိုရင်တော့ပိုပြီးသတိထားဖို့လိုပါတယ်ဒီမျိုးကောင်းကင်ခြင်းအချိန်ကြာတဲ့အထိမသက်သာဘူးဆိုတော့သက်ဆိုင်ရာစိတ်ဆေးကနေမှပြသပြီးတော့မှဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့လိုပါတယ်ဒီဗီဒီယိုမှာပြပေးလိုက်တာကတော့အခုလိုမျိုးနေရာဒီမှာပြင်ထွက်တိုင်းကောင်းကင်လေးရှိတဲ့လူနာတွေအတွက်ဘာဖြစ်လို့ကောင်းကင်ရတာလဲဒီကောင်းကင်တာကိုတတ်တာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဒီကနေ့လေးပဲဖြစ်ပါတယ်ဆရာ channel ကနေပြီးတော့မှကျမနဲ့ပတ်သက်တဲ့ကုသတာတွေယောဂတွေနဲ့စေဝါတွေဝင်မြပေးနေမှာဖြစ်ပါတယ်မိမိတို့ရဲ့ကျမနဲ့တော့အကျိုးရှိစေတာမျိုးဆရာ channel လေးကို subscribe လုပ်ဖို့တော့လည်းအားလုံးတောင်းဆိုလိုက်ပါတယ်သိချင်တဲ့မိကုံးလေးတွေယောဂလေးရှိတဲ့အောက်ကကွန်မန့်မှာဝင်ရောက်ရေးသားထားလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တူတယောက်ချစ်သူတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲဘေးကင်းကျန်းမာကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ